ကြပါ ဟယ်လိုအဲ့ဒီမောကဘာမို့ခေါ်တာလဲမသိဘူးရှင်စားလို့တော့အရင်ကောင်းတာပေါ့နော်မြန်မာမုန်းတွေစားကြည့်တာပေါ့နော်ဘာမုန်းမှန်းကိုမသိတာသိတဲ့လူတွေ comment မှာရေးပေးပါနော်တငယ်ချင်းတို့ comment မှာတစ်ချက်လောက်ရေးပေးပါအဲ့ဒီမုန်းကဘာမို့ခေါ်တာလဲကျမကပထမဆုံးစားဘူးတာပေါ့နော်စားလို့တော့အရင်ကောင်းတယ်အီလေးတာကူလေးပါတယ်မုံကလေအရင်ကောင်းတယ်ရှင့်ဆုံးပါစားလို့တော့လေဒါပေမဲ့ဘာမုံမှန်ကိုမသိတာရှေ့ပဲစားလို့ကောင်းတာတော့ရွှေထမင်းလေးစားပါအောင်ရှင်အဲ့ဒါတော့သိတာပေါ့နော်ရွှေထမင်းကြတော့ရွှေထမင်းကလည်းအရင်ကောင်းပါတယ်တကယ်လေးစားလို့ကောင်းပါတယ်ရွှေထမင်းကကြတော့လေမောင်လေးစားကြည့်တာပေါ့နော်အရင်ကောင်းပါတယ်ရွှေထမင်းအရင်ကောင်းတော့